တို့ရဲ့ကျမတို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ social media ပေါ်မှာအတော်လေးခရက်ထနေတဲ့အကြောင်းအရာလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။အဲဒါကတော့ဘီရဲ့တရုတ်ဆောင်ဇော်ရှိုင်းထက်ရဲ့မွေးနေ့ပွဲလက်မှတ်စည်းနှုန်းနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေပြင်းထန်နေတဲ့အကြောင်းပဲဖြစ်ပါတယ်။မကြခင်မှာကြောက်ရွံ့တော်မယ်ဇော်ရှိုင်းထက်ရဲ့မွေးနေ့ပွဲကိုစီရိုနာဟိုတယ်မှာကျင်းပသွားမှာဖြစ်ပြီးတော့ပြည်သက်တွေနဲ့အတူဆင်နွှဲဖို့အတွက်လက်မှတ်တွေကိုရောင်းချပေးနေရပါ။ထူးခြားတာကတော့လက်မှတ်တစ်စောင်ကိုမြန်မာငွေ2,990,000တိတိသတ်မှတ်ထားတာပဲဖြစ်ပါတယ်။ဒီလက်မှတ်ထဲမှာဘာတွေပါဝင်လဲဆိုတာကတော့ဘယ် social media မှာမှမတင်ရသေးတဲ့ဓာတ်ပုံတွေ sticker တွေနဲ့တခြားလက်ဆောင်တွေပါဝင်မယ်လို့သိရပါတယ်။ဒါပေမဲ့ဒီစိန်နှုန်းနဲ့ပတ်သက်ပြီးတော့ internet အသုံးပြုသူတွေကြားမှာတော့တောင်ပြောင်ဝေဖန်မှုတွေစက်တိုက်ထွက်ပေါ်နေပါတယ်။အထူးသဖြင့်သူ့ကိုအားပေးကြတဲ့ပရိသတ်တွေကအခမဲ့ပွဲတွေမှာသာအားကျမှန်တဲ့ဟေးအားပေးကြပေမဲ့တကယ်ပတ်ဆက်ပေးဝယ်ရမယ့်အချိန်မှာတော့တရားမှပေါ်မလာကြဘူးလို့လူမှုကွန်ရက်စာမျက်နှာအချို့မှာရေးသားနေကြတာပါတချို့ကလည်းဝေဖန်ကြတာကဒီဓာတ်ပုံအေဗန်တစ်ခုကို3 သိန်းနီးပါးပေးဝယ်ရတာဟာတမိုးနဲ့မမျှဘူးလို့ဆိုပြီးတော့ခက်ဆက်လေးမှတ်ချက်ပေးနေကြပါတယ်3 သိန်းဆိုတဲ့ငွေပမာဏဟာမြန်မာနိုင်ငံရဲ့အခြေခံဝန်ထမ်းတစ်လစာလောက်ရှိပါတယ်ဒါကိုလည်းပွဲစီစဉ်တဲ့ဇော်ရှိုင်းထက်တို့ကသိကြမှာပါဒီနိုင်ငံရဲ့လက်ရှိစီးပွားရေးအခြေအနေကိုကြည့်ပြီးတော့ဒီလိုမျိုးလုံးနိုင်တာဟာတော်တော်ကိုစီးပွားရေးသမားဆက်နေရာကိုလည်းပဲတွေ့ရပါတယ်။ကဲဒီတော့ဒီ event ထဲမှာဘာတွေပါမလဲ။တေချာပေါက်ကိုဓာတ်ပုံတွေပါမှာပါ။ဒါပေမဲ့ဒီ event ကိုဝယ်လိုက်မယ်ဆိုရင် fan တွေကသူ့ရဲ့မွေးနေ့ပွဲကို free တက်ရောက်ရမှာဆိုပြီးတော့ဂျင်းတွေတိတ်နေကြတာပါ။ photo event ရောင်းတာအကုန်လုံးရောင်းထွက်ကြလို့ဝယ်တဲ့သူတွေကနေပြီးတော့အယောက်300ကမွေးနေ့ပွဲကိုအလကားတက်ရမှာပါ။စော်ရှိုင်းထက်ရောသူ့ဤစားဗီတာမင်ရော2 ယောက်ပေါင်းလို့အားပေးမဲ့လူ100မပြည့်ပေမဲ့အယောက်300တောင် free တက်ကြရမှာကိုသူ့ fan တွေတယောက်မှမဲမပေါက်ကြတာပါအဲ့ဒါကသူတို့ဖန်တီးထားတဲ့ရိုက်စားကွက်တီလားဆိုပြီးတော့ပြောနေကြတာပါသူတို့လူတွေကပဲ event တွေကိုဝယ်ထားကြပြီးတော့ပွဲနာနီးမှာအစမတန် fan တွေကိုဈင်းပြန်ထည့်ကြပါပါဒီတော့တေချာပေါက်ဒီပွဲကိုသွားမယ်ဆိုရင်တော့စီဘူးလေးကိုပါတပါးတဲ့ယူဆောင်သွားတဲ့ပါတယ်ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီးတော့အလားတူဖြစ်ရတွေလည်းရှိပါတယ်နိုင်ငံကျော်အစိုးရစန်းစန်းခန့်လိုက်တော့မှသူ့ရဲ့မွေးနေ့ပွဲလက်မှတ်ကို3 သိန်းနဲ့ရောင်းချတာတော့အပြောခံဝေဖန်နေရတာပါဒီလိုဆိုင်းဆိုင်ရဲ့3 သိန်းနဲ့မွေးနေ့ပွဲလက်မှတ်ထဲမှာတော့ဘာတွေပါလဲဆိုတာကတော့သူကသူ့ရဲ့ပရိသတ်တွေအတင်းဖျော်ဖြေပွဲတွေကိုကြိုးစားနဲ့ကျင်းပခဲ့ရကြောင်းဒီလိုလက်မှတ်တန်ဖို့ကအကျိုးမနှဲသွားစေပါဘူးပြီးတော့ပတ်စံ900ကျိုးလည်းနှစ်လောက်ပါတယ်ဒီလိုလူမျိုးတော်မှာဝေဖန်ခံနေရတာကိုဇော်ရှိုင်းတက်လိုလူမျိုးကဘာကြောင့်လက်မှတ်တစ်စောင်ကို3 သိန်းတန်တင်ရောင်းရတာလဲဆိုပြီးပြောနေကြတာပဲဖြစ်ပါတယ်ရှင်ဒါပြင်ပြီးခဲ့တဲ့ပိုင်းကစက်မင်သားအောင်စမူရဲ့ပရိသတ်တွေကတင်းရကြီးစုချထားတာကိုမြင်ပြီးတော့ဇော်ရှိုင်းတဲ့တရားစက်မင်သားဝတ်စုံကြီးဝတ်ပြီးကပြောင်းနေတာကိုလည်းလူရှင်တော်တွေကအစပြန်လဲနောက်ပြောင်းခဲ့ကြပါသေးတယ်အခုမွေးနေ့ပွဲလက်မှတ်တွေကိုလည်း pre-order ကျင်းတဲ့သူမရှိသလောက်နေပါနေရကြောင်းရောင်းကောင်းပါတယ်လို့ပြောနေရတယ်ဟာအပြောတက်ပဲလားဆိုတော့ကိုစောင့်ကြည့်ရအောင်ပါပရိသတ်ကြီးရောဘလို့ထင်ပါတယ်တင်လို့ဆိုရင်ရောအခုလိုဘီရဲ့တယောက်ဆောင်တယောက်ရဲ့မွေးနေ့ပွဲကို3 သိန်းနီးပါးပေးပြီးတက်အောင်ပါလားcomment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်နော်နောက်ထပ်လည်းဒီလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့တခြားအမှုပညာရှင်သတင်းတွေရဲ့အကြောင်းတွေကိုဆက်လက်တင်ဆက်ပေးသွားအောင်ပါမို့လို့ကျမတို့ရဲ့ channel လေးကိုဆက်လက်စောင့်မျှော်ကြည့်ရှုပေးကြပါအောင်နော်ဒီနေ့တော့ဒီလောက်နေပဲနှုတ်ဆက်လိုက်ပါရှင်